ကဲဘာကြိုက်တဲ့ငှက်ပြော ကြီးကန် ကြီးအဖြေကโอเคဘာငှက်လဲ ခိုး ဟုတ်ပြီအဖြေကနံပါတ်3ကိုဘာသာကိုပြင်မှာသူများပေးထင်မလား ပုတ်ကုတ်ဖြစ် နေရာယူပါဟုတ်ပြီကဲအဲ့တော့ကြိုက်တဲ့ငှက်ကိုပြောလိုက်ရတယ်ဒါပေမဲ့ငှက်လို့မေးလိုက်တာနဲ့ပြိဿအရောက်တရားဘာဖြေမလဲအဖြေအများကြီးတူသွားရင် top ပန်စာထဲမှာဝင်သွားပြီဘာငှက်လဲ ကျက်တူရေ ဘာကြောင့်အဲ့ဒီအဖြေကိုခေါင်းထဲမှာပေါ်လာကိုကိုယ်တိုင်ကြိုက်လာ မြင်ဘူးလေ အကျက်တူရေမွေးဘူးလား မမွေးဘူးဗျ ဟာကျက်တူရေဘာကြောင့်လဲ အစိမ်းရောင် အဖြေကကျက်တူရေတဲ့နေရောင်ဟုတ်လားအော်ဟုတ်ပြီနာမည်ကလင်းနေတယ်ဘာငှက်လဲ စားကလေး စာကလေးကိုဘာလို့ခေါင်းထဲပေါ်လာလို့ပေါ့ အမြင်နေတွေ့နေကြငှက်မလို့ အော်ဟုတ်ပြီဟုတ်ပြီဇာတိရဘယ်မှာလဲ ရန်ကုန်ပဲ ရန်ကုန်ပဲအော်ဟုတ်ပြီစာကလေးပဲအစာကျွေးဘူးလား ဖះတွေပါရောင်းရင်တော့ကြွေးဘူး ဟုတ်လားအော်ဟုတ်ပြီအဖြေကชาลีတဲ့သူလည်းငါကေပဲဟာဟုတ်ပြီဗာလဲဘာငှက်လဲတဲ့ တိတ်ငတ် သိမ့်ငှက်အော်ကြည့်ကြည့်ကြဲသိမ့်ငှက်တယ်ဘာလို့အဲ့ဖြေတာ အဲ့ဖြူကိုကြမ်းမြင်လိုက်လို့ အော်သိမ့်ငှက်အော်ဟုတ်ပြီအဖြေကကဲဘာငှက်လဲ ငှက် တေနေ စင်းရော ဇင်းရောဇင်းရောဘာရောက်လဲ စင်းရော ဘယ်နားမှာရှိလဲ စင်းရောကြီးကန်နေတယ်မလား ဟုတ်ပြီဘာရောက်လဲ အဖြူရောင်လေးလားမသိ အဖြေကဇင်းရောတဲ့ဘုဘကတိုင်မလို့ရပြီကြာဘာငှက်လဲ ဂျိုးကြ ရိုးကြအထူးကြပါလဲလေဘင်းရှိရလား6ရှိရလား လဲပဲ အဖြေကဟုတ်တယ်အဘာငှက်လဲပြိုင်ရပါရှိတာ ပြန်ချက်လေဘင်းရှိ အဖြေကပြိုင်ဟုတ်ပြီနောက်တစ်ယောက်ဘာငှက်လဲ ရေပဲ ရေပဲဟာအဖြေကဟုတ်ပြီဒီဘက်ကမဟာအခွင့်ရရသွားပါပြီနံပါတ်1နဲ့နံပါတ်8ကိုဖြေနိုင်ရင်ကပတိန်ကအဆုံးဖြတ်ပေးရမှာနော်သူတို့မှတ်ရမယ်ဘာစဉ်းစားရလဲ စွန် ဘာစဉ်းစားရလဲ တာလီကာ ဘာစဉ်းစားရလဲ ဝင်ကဆုဝင်ကဆု ဘာငှက်လဲဝင်ကစွတ်တယ်โอเค3ယောက်က3မျိုးစဉ်းစားပေးတဲ့အတွက်ကပတိန်တို့ရွေးစရာကြီးများသွားပြီဟုတ်နော်ကိုပါကိုစဉ်းစားရတာလည်းရှိမှာပေါ့နော်အဲ့ဒါတစ်ခုကျန်တဲ့3ခုဆိုတော့3အားလုံးပေါင်း4ခုတည်းကရွေးမယ်ပေါ့နော်ဟုတ်ပြီကဲအဲ့တော့တစ်ဖွဲ့လုံးကိုစားပြပြီးဖြေးပါဘာငှက်လဲ တာလီကာ တာလိကာသာဒီထဲမှာပါရင်အဲ့ဒီအမှတ်အကုန်ရမယ်မပါရင်ဒီဘက်က sorry ကရွေးချယ်ပြီးတော့ဖြေသွားတယ်အဖွဲပဲအမှတ်ရမယ်ဟုတ်ပြီနော်တာလိကာပြည့်တကြီးရှိလားမရှိဘူးလားโอเคအဖြေ